အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ Aiden AI ရဲ့ user interface နဲ့အသုံးပြုပုံကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် Aiden AI ရဲ့ user interface ကြောင်းရှင်းပြမယ်ဆိုရင် Aiden AI ကိုကျွန်တော်တို့ installation လုပ်ပြီးတဲ့နောက်ပိုင်းမှာ repeat ရဲ့ ribbon bar မှာ Aiden AI 2ဆိုပြီးတော့လာပြီးတော့ပေါ်ပါလိမ့်မယ်သူ့ကို click လိုက်ရင်တော့ကျွန်တော်တို့အပိုင်းလေးပိုင်းမြင်ရပါလိမ့်မယ်ပထမတစ်ခုကတော့ authentication လို့ခေါ်တယ်ကျွန်တော်တို့ဒီ Aiden AI အတွက်အသုံးပြုဖို့လုပ်ထားတဲ့ account တွေကို login ဝင်ရမယ့်နေရာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ဒီ Aiden AI ရဲ့အဓိက main feature ဖြစ်တဲ့ဒီ chatbot ပေါ့နော်သူ့ကိုကျွန်တော်တို့ကိုပေးခြင်းနဲ့ promote တွေကိုခိုင်းခြင်းနဲ့အလုပ်တွေ AI ကိုခိုင်းဖို့အတွက်အဓိကသုံးပြရမယ့်နေရာဖြစ်ပါတယ်နောက်တစ်ခုကတော့ manage test ပါကျွန်တော်တို့ AI ကိုခိုင်းလိုက်တဲ့ test တွေထဲမှာအောင်မြင်သွားတဲ့ test တွေကိုတင်ထားတဲ့နေရာဖြစ်ပါတယ်နောက်တစ်ခုကတော့ download tab ပါအခုတော့မှိတ်နေတာကိုမြင်ရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ဒီ login ဝင်ရသေးလို့ပေါ့နော် login ဝင်လိုက်ရင်တော့ကျွန်တော်တို့ဒီ download tab ဆိုတာလေးကလင်းလာပါလိမ့်မယ်ခုဆိုရင်တော့ကျွန်တော်တို့က Aiden AI 2ရဲ့ login ဝင်ရသေးခင်အခြေအနေမှာရှိတဲ့သူ့ရဲ့ user interface ကိုကျွန်တော်မြင်ပြီးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ login ဝင်လိုက်တဲ့အခါမှာသူ့ရဲ့ user interface မှာဘာတွေပြောင်းလဲသွားမလဲကျွန်တော်တို့ login ဝင်လိုက်မှဘာတွေအသုံးပြုလို့ရမလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့ login ပြုလုပ်လိုက်ပါမယ်login ပြုလုပ်လိုက်ရင်တော့ကျွန်တော်တို့ပထမဆုံး login ရသွားပြီဆိုတာနဲ့သူက manage test ဆိုတာနဲ့ Aiden AI for review ဆိုတဲ့ AI chat ကပွင့်လာပါလိမ့်မယ်အဲ့တော့ဒါတွေကကျွန်တော်တို့ဒီမလိုချင်ပိတ်ထားလို့ရတယ်ပေါ့နော်ကိုဒီမှာအမြဲတမ်းဖွင့်ထားပြမလို့လိုအပ်မှပဲကျွန်တော်တို့ကသွားယူပြီးတော့ဖွင့်လို့ရတယ်ခုဆိုရင်ဒီမှာပွင့်လာတဲ့ကျွန်တော်လောလောပဲအသုံးမပြုခြင်းသေးဘူးဆိုရင်ကျွန်တော်ဒီအမှားချက်တွေကိုနှိပ်ပိတ်လိုက်လို့ရတယ်ပြန်သုံးခြင်းကျွန်တော်ဒီ Aiden AI 2ကခဏပြထားတဲ့နေရာမှာ chat ကိုပြန်ခေါ်ခြင်းကျွန်တော် chat ကိုနှိပ်လိုက်လို့ရတယ်ဒီနေရာဖြစ်တယ်သူကဒီ floaty ဖြစ်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာကတော့တရားကိုဖယ်လိုက်ပြီးတော့ကိုကြိုက်တဲ့နေရာမှာ site ကိုချဲလို့ရတယ်တကယ်လို့ကိုမှ second monitor တစ်လုံးရှိရဆိုရင်ကျွန်တော်တို့ဒီ main monitor မှာမသုံးဘဲနဲ့ဘေးက monitor မှာဒီ view ရွှေ့ထားလိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီပုံမှန်အလုပ်လုပ်နေတဲ့မျက်နှာပြင်မှာဒီ AI chatbot အတွက်နေရာပေးပြမလို့တော့ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တခြားဘက်မှာတက်သူ monitor ပေါ်မှာတခြား monitor မှာကျွန်တော်တို့သွားထားလိုက်လို့ရပါတယ်ခုဆိုရင်တော့ကျွန်တော်တို့ Aiden AI ကို login ပြုလုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်စတင်ပြီးတော့အသုံးပြုလို့ရပါပြီအဲ့တော့ဘယ်လိုစပြီးတော့အသုံးပြုလို့ရမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ဒီ AI check ဆိုတာကိုနှိပ်လိုက်ရင်ဒီဘေးက check box လေးပေါ်လာမယ်ပေါ့နော်ကျွန်တော်ဒီမှာပိတ်လိုက်မယ်ပြန်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီမှာ chat box လေးပေါ်လာမယ်ပေါ့ဒီ chat box မှာကျွန်တော်တို့ကဒီ enter your message here ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ Aiden AI ကိုခိုင်းနေတဲ့အရာတွေကိုဒီထဲမှာလာပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့လိုရိုက်ထည့်ပေးရတဲ့နေရာရဲ့အောက်လေးမှာတော့ကျွန်တော်တို့က display ၄ခုရှိပါတယ်အဲ့မှာတော့ကျွန်တော်တို့တချို့ data တွေကို CSV file တွေနဲ့ပေးခြင်းတဲ့အခါမှာကျွန်တော်တို့ဒီ CSV file တွေကိုလာပြီးတော့ attach လုပ်လို့ရပါတယ်နောက်ထပ်နှစ်ခုကတော့ကျွန်တော်တို့ Endo နဲ့ Redo ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပုံမှန် software တွေမှာမြင်နေကြအတိုင်းပဲကို software ကိုခိုင်းလိုက်တဲ့အလုပ်တွေကို Endo နဲ့ Redo နဲ့ပြန်လုပ်ခြင်းတဲ့အခါမှာကျွန်တော်တို့ဒီ tool လေးနှစ်ခုကိုအသုံးပြုလို့ရပါတယ်အလယ်မှာတော့ refine ပါအဲ့တော့ကျွန်တော်တို့ AI ကိုခိုင်းနေတဲ့ promote တွေကိုတေချာမရေးတတ်ဘူးဆိုရင်ကျွန်တော်တို့ကိုအဆင်ပြေသလိုလေးရေးပြီးတော့ refine ဆိုတဲ့ button လေးကိုနှိပ်လိုက်တာနဲ့သူ့ဘာသူ AI ကိုခိုင်းမဲ့ဒီစာသားကို generate လုပ်ပြီးသွားမှာပေါ့နော်ဒီအတွက်ကျွန်တော်တို့ refine ဆိုတာလေးသုံးလို့ရပါတယ်ဘေးမှာတော့ quota ဆိုတဲ့ဟာလေးရှိပါတယ်ဒါကတော့ကျွန်တော်တို့သူဒီမှာပြထားရင်သူတင်ကြည့်လိုက်ရင်ကျွန်တော်15မိနစ် refresh ဆိုပြီးပြပါလိမ့်မယ်သူကပြောချင်တာကတော့ဒီ15မိနစ်အတွင်းမှာခုလောလောပဲဆိုရင်ကျွန်တော်တို့ promote အကြောင်း90ရိုက်လို့ရပါတယ်လောလောပဲတော့ကျွန်တော်မှာ၄ဘက်3ကြောင်းကြံပါသေးတယ်15မိနစ်ပြည့်သွားပြီးရင်တော့သူကဒီ9ပဲပြန်ပြီးတော့ပြည့်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့က15မိနစ်အတွင်းမှာအကြောင်း60တော့ရိုက်လို့မရပါဘူးဒါပေမဲ့အကြောင်း60လဲရိုက်ဆရာမလို့လောက်ဘူးလို့ကျွန်တော်တို့ထင်ပါတယ်အကြောင်း9ပဲကျွန်တော်တို့လောလောပဲတော့လုံလောက်တယ်ပေါ့နော်အဲ့တော့ဒီဘေးမှာသူကဒီနေရာလေးမှာကျွန်တော်တို့ရဲ့15မိနစ်အတွင်းရိုက်လို့ရမယ့်ရေအတွက်နဲ့အကျဉ်းရှိနေသေးတဲ့ရေအတွက်ကိုပြထားတာဖြစ်ပါတယ်ခုဆိုရင်တော့ကျွန်တော်တို့ Aiden AI ကိုကျွန်တော်တို့လုပ်စေချင်တဲ့အလုပ်တွေကိုစပြီးတော့ခိုင်းလို့ရပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့သူ့ကိုgrip တွေကိုဖန်တီးခိုင်းပါမယ်အဲ့တော့ grip တွေကိုဖန်တီးခိုင်းဖို့အတွက်ဘယ်လိုခိုင်းရမလဲဆိုရင်တော့ကျွန်တော်တို့က grip ဖန်တီးရဆိုတဲ့နေရာမှာ grip ရေအတွက်တွေရှိတယ် distance တွေရှိတယ်ပြီးတော့သူ့ရဲ့ name တွေ horizontal လား vertical လားထားရရှိရပေါ့နော်အဲ့တော့ဒါတွေအကုန်လုံးကိုခိုင်းလိုက်ရင်သူချက်ချင်းလုံနိုင်မှာမလားဆိုတာကျွန်တော်မသိသေးတဲ့အတွက်ပထမဆုံးသူဘယ်လိုလုပ်နိုင်လဲဆိုတာကိုသိပြခြင်းတဲ့အတွက်ကျွန်တော်ရှင်းရှင်းလေးပဲရိုက်ထည့်လိုက်မယ်အဲ့တော့ကျွန်တော်ဘယ်လိုရိုက်ထည့်မလဲဆိုတော့ create grid ဘယ်လိုပဲရိုက်ထည့်လိုက်ပါမယ်ပြီးရင်သူဘယ်လိုလုပ်လဲကျွန်တော်ကြည့်ပါမယ်အဲ့တော့ဒီမှာကျွန်တော်တို့ margin နေလိုက်ပါမယ်โอเคဒီခါမှာတော့သူက
create dan grid လို့ပြလာပြီးတော့ 5 particle နဲ့ horizontal ဆိုပြီးကျွန်တော်တို့ဖန်တီးသွားပါတယ်သူ့ဘာသူပဲနာမည်တွေပေးသွားတယ် location ကလည်းသူကြိုက်တဲ့နေရာတွေပဲစတင်သွားတယ်ပေါ့နော်တကယ်တော့သူကြိုက်တဲ့နေရာစတင်တော့မဟုတ်တာကျွန်တော်တို့ internet origin နဲ့နေရာရှိတဲ့နေရာနေစတင်သွားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က okay ဒါဆိုရင်တော့သူက grid တွေကို create လုပ်နိုင်ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့လိုချင်တဲ့ပုံစံတွေရောသူ create လုပ်နိုင်မလားဆိုတော့ကျွန်တော်ထပ်ပြီးခိုင်းပါမယ်အဲ့တော့ကျွန်တော်တို့ဘာတွေပေးမလဲဆိုရင်သူကို grid.create လုပ်မယ်ဒါပေမဲ့ user ဆိုတဲ့ကျွန်တော်တို့က input လုပ်မယ်ပေါ့နော်ဘာတွေလုပ်မလဲဆိုတော့ number of grid ပြီးတော့ distance between grid ပြီးတော့အဲ့တော့ကျွန်တော် particular horizontal လာရွှေ့မယ်ပြီးတော့ grid name ပေါ့နော်ဒါတွေကိုကျွန်တော်တို့ user input လုပ်ပါမယ်လို့ကျွန်တော် detail ကြကြလေးထပ်ပြီးရိုက်ထည့်လိုက်ပြီးတော့ကျွန်တော်တခါဒီ send cloud လေးကိုနှိပ်လိုက်ပါမယ်โอเคဒီခါမှာတော့သူကဒီဘက်ဘေးနားမှာကျွန်တော်တို့ AI grid generator ဆိုပြီးသူ့ဘာသူပေါက်လေးတစ်ခုထပ်ပေါ်လာတယ်ဒီမှာကျွန်တော် grid direction particular horizontal လာယူလို့ရတယ် alpha particular numerical custom prefiller ကျွန်တော် naming ပေးလို့ရတယ် number of grid ပေးလို့ရတယ် grid spacing ဆိုပြီးတော့ grid တွေကြားထဲမှာရှိတဲ့ distance ပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတော့ grid spacing ကကျွန်တော်တို့ကတခါတလေမှာတော့ grid to grid က distance တွေအားလုံးညီတာမဟုတ်တဲ့အတွက်ကျွန်တော်တို့ဒီတန်ဖိုးတွေကိုလိုချင်တဲ့ဘယ် grid နဲ့ဘယ် grid ကြားမှာတော့ဘယ်လောက်ထားမယ်ဆိုတာမျိုးတွေကိုcustom ပေးနိုင်မှုလိုအပ်တာပေါ့နော်ဒီမှာတော့သူကအားလုံးတူညီနေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် alpha particle တိုင်း particle ကိုစပြီး create လုပ်လိုက်ပါမယ် okay ဒါဆိုရင်တော့သူ successful create ဆိုပြီးတော့ပြသွားတယ်အဲ့တော့ဒီနောက်မှာလည်းကျွန်တော်တို့ particle တိုင်းဖန်တီးသွားတဲ့ grid line တွေကိုမြင်ရတယ်ပေါ့နော်အဲ့တော့သူကျွန်တော် distance ကိုတိုင်းကြည့်ပါမယ် okay သုံးတော့ကျွန်တော်မြင်ရပါတယ် okay ဒီလိုပဲအဲ့တော့ကျွန်တော်တို့ဒီ AI ကိုခိုင်းလိုက်တဲ့အလုပ်တွေကအောင်မြင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဘက်က chatbot ထဲမှာ save tag နဲ့ကျွန်တော်တို့ဒီ run test ဆိုတဲ့ play button လေးပေါ်နေပေါ့နော် run test ဆိုတော့ကျွန်တော်တို့ဒီမှာထပ်ပြီးတော့ထပ်နှိပ်လိုက်ရင်ဒီခဏကအလုပ်ထပ်လုပ်မယ်အဲ့ဒါဆိုကျွန်တော်တို့ကဒီမှာ numerical horizontal create grid ဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ horizontal grid တွေရပြီပေါ့နော်အဲ့တော့ဒါပေမဲ့ဒီ chatbot ကကျွန်တော်တို့သူ့ရဲ့ history ကိုအမြဲတမ်းမှတ်ထားမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့ repeat ကိုပိတ်လိုက်တဲ့အခါမှာဒီလောက်ထားတဲ့ဒီ history တွေအကုန်လုံးပြတ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကိုဖန်တီးထားတဲ့ AI ကိုခိုင်းထားတဲ့အလုပ်အောင်မြင်သွားတဲ့အလုပ်တွေကိုသိညင်နေဆိုရင်ကျွန်တော်တို့က save test ဆိုတာလေးကိုနှိပ်လို့ရပါတယ် save test ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ test name ဆိုပြီးပေါ်လာတယ်အဲ့တော့ကျွန်တော်ဒီမှာ grid creation လို့ရလိုက်မယ်ပြီးတော့ category ရွေးလို့ရပါတယ်အဲ့တော့ဒီ category ကတော့ဒီခုဗီဒီယိုကိုကြည့်နေတဲ့သူရဲ့ကွန်ပျူတာ screen မှာတော့ဒီတိုင်းတိကျဟုတ်ချင်မှဟုတ်ပါလိမ့်မယ်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ဒီမှာရှိပြီးသား category ရွေးလို့ရတယ်လို့ကိုကတစ်ထက်ခြင်းလဲအားသားကိုရွေးပြီးတော့ကိုကြိုက်တဲ့ category အသစ်တစ်ခုကိုထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာ grid ဆိုတဲ့ဟာလေးကိုရွေးလိုက်ပါမယ်ပြီးရင်တယောက်ကကျွန်တော်ဘာမှရိုက်ရှာမလို့ဘူးကျွန်တော်တို့ရိုက်ထားတဲ့ promote ကိုပဲသူလာပြရတယ်ပေါ့နော်ဒီနေရာမှာတော့ကျွန်တော်လာပြီးတော့ edit လုပ်လို့မရတော့ပါဘူးအဲ့တော့ဒီတိုင်းပဲ save လိုက်ပါမယ်ခုဆိုရင်တော့ကျွန်တော်တို့ကဒီမှာ grid creation ဆိုတဲ့ test ကိုသူစိတ်သွားပြီလို့ဆိုပြရတယ်ပေါ့နော်ဒါဆို okay နေလိုက်မယ်ဒါဆိုရင်တော့ဒီ test ကဘယ်နာကိုရောက်သွားမလဲဆိုတော့ကျွန်တော် manage test ထဲကိုရောက်သွားမှာ manage test ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ manage test ဆိုပြီးပွင့်လာမယ်အဲ့တော့ဒီပေါ် manage ရဲ့ဘေးနာပေါက်လေးထဲမှာကျွန်တော်တို့ grid ဆိုတဲ့နေရာမှာခဏက category အများကြီးရွေးလို့ရတယ်လို့ default တို့ favorite တို့ကျွန်တော်တို့ reference တို့ own test တို့ download test ဆိုပြီးလာပြီးရှိပါတယ်နောက်ပြီးတော့ဒီအောက်မှာတခြား category အများကြီးရှိရပေါ့နော်အဲ့တော့ခဏကျွန်တော်ရွေးထားတဲ့ grid ဆိုတာလေးကိုရွေးလိုက်တဲ့ခါမှာဒီမှာ grid creation ဆိုတဲ့ဟာလေးရှိနေပါမယ်ဒီအောက်မှာတော့ကျွန်တော် test လုပ်ထားတဲ့တခြားဟာတွေရှိသေးတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ရှိတယ်အဲ့တော့ဒီ grid creation မှာကျွန်တော်ဘာတွေထပ်ပါလဲဆိုတော့ဒါကိုပြန်ပြီးတော့ခဏလိုပဲ run လုပ်ပြီးတော့ကျွန်တော်တို့ဒီမှာ yes လို့နှိပ်လိုက်ရင်
ခဏက test ပြန်ပြီးတော့ run သွားမယ်အဲ့လိုမဟုတ်ဘူးဆိုရင် share လုပ်လို့ရတယ် share ဆိုတော့ကျွန်တော်တို့ share ရဲ့ publish လုပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ agent user ဒီအချင်းချင်းကြားထဲမှာကျွန်တော်တို့ဒီဟာကို download test မှာမြင်ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုတော့ဒါကိုမ share လို့ပါဘူးအဲ့တော့ share လုပ်နေလိုက်တဲ့အခါမှာကျွန်တော် download test ထဲမှာသွားပြီးမြင်ရမယ်နောက်ပြီး share with email ဆိုရင်တော့ကျွန်တော်တို့ဒီ agent user ပဲဒါပေမဲ့ကိုက public ကိုမ share ချင်ဘူးဒီလူတစ်ယောက်ကိုပဲ share ချင်တဲ့အခါမှာဒီမှာ email လိပ်စာထည့်ပြီးကျွန်တော်တို့ share လို့ရပါတယ်နောက်တစ်ခုကတော့ကိုဒီဟာကိုနှိပ်ထားလိုက်ဖြစ်ဆိုရင်ကျွန်တော် favorite ပေါ့နော်reference ဆိုတော့ကျွန်တော်တို့နောက်ထပ် video မှာထပ်ပြီးတော့ရှင်းပြပေးပါမယ် delete ဆိုတော့ဒီ grid creation ဆိုတဲ့ test ကိုကျွန်တော်လုံးဝ delete လုပ်ပြလိုက်ပါမယ်နော်အခုဆိုရင်တော့ကျွန်တော်တို့ AI ရဲ့ user interface တွေသူ့မှာဘယ်လိုအသုံးပြုလို့ရတဲ့ tools တွေပါဝင်တယ်လဲဘယ်လိုအသုံးပြုလို့ရလဲဆိုတော့ကျွန်တော်တို့အခြေခံအဖြစ်နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်တကယ်လို့နားမလည်တာတွေရှိရင်မေးမြန်းခြင်းနဲ့မေးခွန်းတွေရှိရင်ဗီဒီယိုရဲ့အောက်က comment တွေမှာလည်းကျွန်တော်တို့မေးထားကြလို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာတော့ဒီ AI ကဘယ်လောက်ထိတိတိကျကျနဲ့ကျွန်တော်တို့ခိုင်းတဲ့လုပ်တွေကိုလုပ်နိုင်မလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ဆန်းသက်ပြီးတော့ဗီဒီယိုလေးတွေတင်သွားပေးပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်